9 မိနစ်လောက်တော့ကျွန်တော်အချိန်ပေးလိုက်ပါဦးလေးဟာ ဟာမင်းအာယုံမဲကွာဘာလို့မှမအိတ်တရှင်း ဦးလေးတချင်းအရင်နားထောင်လိုက်ပြီးရင်ကျွန်တော်ပြောမယ်နော်လောက်ပါဦးလေး9မိနစ်ပါလောက်မှမကြပါဘူး ဟာဒီကောင်အာယုံမဲကွာမင်းရဲ့ ဒါလေးနားထောင်ကြည့်လိုက်ဦးလေးပြောမစုံတဲ့ကြံညနဲ့လာတီးကမယူနိုင်မြန်တကြံဒူလေးနဲ့မြူတဲ့တင်ညံတကြံမိုးလေးနဲ့ထူးတဲ့တင်ညံတကူရီဆူဆူရွှဲတော့ကဲလို့ပူပြန်ယူရတဲ့ကြံယူရတဲ့ကြံတကူလာရဲ့ထူးတဲ့ယူရတဲ့ပြောမစုံတဲ့ကြံညနဲ့လာတီးကမယူနိုင်မြန်တကြံဒူလေးနဲ့မြူတဲ့တင်ညံတကြံမိုးလေးနဲ့ထူးတဲ့တင်ညံတကူရီဆူဆူရွှဲတော့ကဲလို့ပူပြန်ယူရတဲ့ကြံယူရတဲ့ကြံတကူလာရဲ့ထူးတဲ့ယူရတဲ့ကြံကဲပြီးမလား ဟုတ်၄ပုတ်လောက်ထားတာဦးလေး ဟာမင်းပြောတော့9မိနစ်ဆို ဘယ်တော့မှမကြပါဘူးလေးဟာ ဟဲ့နေရောငါမအားသေးဘူးမင်းရမင်းရပြီကောင်းတယ်ဟုတ်ပြီလား နောက်တစ်ပုတ်ကကိုကောင်းတယ်ဦးလေးဟုတ်တယ်တကယ်ကောင်းတယ်ဦးလေးတော်တော်ကောင်းတယ်နောက်တစ်ပုတ်က အေးပေါ့မင်းကငချင်တော့မင်းပဲချင်ပါပေါ့ အဲ့ကြောင့်ဦးလေးနားထောင်ကြည့်ဦးအပြစ်ပြောလဲရတယ်မကောင်းဆိုလဲကျွန်တော်ပြင်မယ်နောက်တော့နားထောင်ကြည့်ပါဦး